အားလုံးပဲမင်္ဂလာပါမြန်မာမျိုးကွန်တန်တင်အကြောင်းလေးကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့လည်း Microsoft Word ကိုပဲပြန်တင်လိုက်အောင်နော် Microsoft လေးဆက်သွားလိုက်အောင် Start button လေးကိုသွားမယ် Word ကိုဖွင့်အောင် Microsoft ဖွင့်လိုက်ပြီနောက်တော့ကျွန်တော်ဒီမှာ Black document ပဲယူလိုက်အောင်မယ်ကျွန်တော်တို့အရင်နေ့တွေကတော့ Clipboard group တို့ Font group တို့ Paragraph group တို့ဒီ group လေးသုံးခုတော့ပြောပြပြီးပါပြီနောက်တစ်ခါကျွန်တော်တို့နည်းနည်းအရေးကြီးတဲ့နေရာလေးအရင်သွားလိုက်မယ်နော်layout menu လေးကိုသွားမယ်ကျွန်တော် home menu ကနေပြီးတော့ကျွန်တော်ဒီမှာဒီ layout menu ကိုသွားမယ် layout menu မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုလို့ရှိရင် page style လို့ခေါ်တယ်ဒီ group လေးကိုရှင်းပြမယ် page style ဆိုတာကျွန်တော်တို့စာကိုယူမဲ့စာရက်တွေရဲ့ကိုယူမဲ့စာရက်တွေရဲ့ setting တွေကိုချိန်တာ page style ဆိုတာအဲ့တော့ကျွန်တော်တို့ဘာကြောင့်ချိန်တာလဲဆိုလို့ရှိရင်ကိုသုံးမဲ့စာရက်တွေက A4 လား A3 လားဒါမျိုးတွေချိန်ဖို့တာအတွက်ကျွန်တော်တို့ဒီ page style မှာသုံးပါပြီးလို့ချင်း downline တွေယူမှာလားလျှာလိုက်တွေယူမှာလားเนาะ margin တွေဘယ်လိုသတ်မှတ်မှာလဲအဲ့တော့တကယ်တော့ကျွန်တော်တို့ကစာတစ်ကြောင်းစာတစ်စောင်မရိုက်ခင်မှာဒီ page style လေးကိုအရင်လာချိန်သင့်တယ်ဒီ layout ထဲသွားပြီးတော့မှဒီ page style လေးကိုလာချိန်သင့်တယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဒီမှာ margin ဆိုတာလေးရှိတယ်ဒီ margin ကိုချိန်လိုက်နှိပ်လိုက်လို့ချင်း margin ဆိုတဲ့ cloud လေးရှိတယ်အဲ့မှာ icon လေးပေါ့เนาะ margin ဆိုတဲ့ icon လေးဒီ icon လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသူလုတ်ပေးထားတဲ့ margin တွေသူသတ်မှတ်ပေးထားတဲ့ margin လေးရှိတယ်အဲ့မှာlet custom setting တို့ normal တို့ narrow တို့ကိုယ်စိတ်ကြိုက်ပေါ့နော်ဒီမှာယူလိုက်ဒီမှာ narrow လေးယူလိုက်မယ်ဆိုလို့ရှိရင်ဒီပတ်ချာလေးက 0.5 လေးတွေပြောင်းသွားလိမ့်မယ်ဒါ margin ဆိုတာဒီဘေးပဲညာအပေါ်အောက်ပေါ့ဘယ်ဘက်နဲ့ဒီစာဆိုင်ရိုက်မဲ့နေရာရဲ့အကွာဝေးပြီးရင်လည်းဒီဘက်ညာဘက်နဲ့စာဆုံးမဲ့နေရာရဲ့အကွာဝေးဒီမှာလည်းအဲ့လိုပဲကာစာစပေါ်မဲ့နေရာနဲ့အောက်ရဲ့အကွာဝေးဒီစာပေါ်မဲ့နေရာရဲ့အကွာဝေးဟိုအောက်မှာလည်းအတိုင်းပဲဒီစာနဲ့ဒီအောက်မှာဟနေမယ်ဘယ်တော့မှဆိုကျွန်တော်တို့အမြဲတမ်းဒီလိုတောင်းအနာမှာစာကိုကတ်မရဘူးလေစာလေးတို့ဟပြီးရှိတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ margin တွေသတ်မှတ်ပေးရတယ် margin သတ်မှတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသူပေးထားတဲ့ margin တွေမှာ white margin တို့ moderate margin တို့ narrow တို့ဒါမျိုးတွေယူသူသတ်မှတ်ပေးထားတဲ့ဟာလေးတို့အလွယ်ယူသုံးလဲရတယ်ဒါပေမဲ့ကျွန်တော်တို့ကတော်တော်များများအလွယ်ယူမသုံး custom margin နဲ့သွားတယ် custom margin ကိုဒီအောက်ဆုံးလေးမှာ custom margin ဆိုတာရှိတယ်ဒီ custom margin တွေလည်းဝင်လိုက်မယ်ဒါဆိုရင်ဒီမှာ page set box လေးပေါ်လာလိမ့်မယ်page set box လေးပေါ့နော် page set box လေးမှာဒီမှာ margin ဆိုတဲ့ဒီခေါင်းစဉ်လေးရှိတယ်ဒီနားမှာ margin ဆိုတဲ့ခေါင်းစဉ်အဲ့ margin မှာ top left bottom right ပေါ့၄ခုရှိလိမ့်မယ်ဒီ၄ခုလေးအဓိကသိရအောင်အဲ့၄ခုလေးမှာဘာတွေလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့လက်မတွေဒီမှာ 0.5 လက်မဆိုလက်မ1ပေါ့စောနာကျွန်တော်တို့ narrow ယူထားတဲ့အတွက်ဒီမှာလေး 0.5 လက်မဒီမှာလေး 0.5 လက်မဒီမှာလေး 0.5 အဲ့လိုကျွန်တော်တို့ပြင်လို့ရတယ်ကျွန်တော် top ကို 0.75 ထားတယ်တာမန်ရုံးစာတွေရေးမယ်ဆိုရင်ဒီ bottom မှာလည်း 0.75 ပြီးရင်ကျွန်တော် left ကိုတော့တစ်လက်မှချန်ပြီးရေးကြတယ်ရုံးစာတွေရေးမယ်ဆိုတော့ဒါတော့ကိုယ်စိတ်ကြိုက်ချန်လို့ရတယ်နော်ကျွန်တော်ကတော့ဒီမှာနမူနာရုံးစာရင်းကြီးလေးကိုကျွန်တော်ပြောပြမှာဖြစ်တဲ့အတွက်ရုံးစာပေါ့နော်ရုံးစာရိုက်မယ်ဒီ page style လေးကိုရှင်းပြမှာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တစ်လက်မှရေးလိုက်ဒီဘက်ကတော့ 0.5 ပဲထားမယ်အဲ့တော့မို့ 0.75 ထားလဲရတယ်ဒါဆိုရင်တော့ကျွန်တော်တို့ margin သတ်မှတ်တာရပြီဒါဆိုရင်ဒီမှာစောနာလောက်မကတ်တော့ဘူးတစ်လက်မှဖြစ်သွားတဲ့အတွက်ဒီမှာတစ်လက်မှဟသွားတယ်နော်ဒါဆိုလို့ချင်းကျွန်တော် margin သတ်မှတ်ပြီးသွားပြီအဲ့ margin သတ်မှတ်ပြီးသွားပြီဆိုလို့ချင်းကျွန်တော် margin သတ်မှတ်ရုံနဲ့မရသေးဘူးကိုယ့်ရဲ့စာရွက်ကိုဘယ်လိုယူမှာလဲ down လိုက်ယူမှာလားအလျားလိုက်ယူမှာလားဒီမှာ orientation ရှိတယ် orientation ဆိုတော့ဒီမှာသူမြားလေးလည်းပြထားတယ် down လိုက်လားအလျားလိုက်အဲ့ကောင်တွေကိုကျွန်တော်ဘာလို့ခေါ်လဲ down လိုက်ဆိုလို့ရှိရင် portrait လို့ခေါ်တယ်စာရွက်ရဲ့ down လိုက်ပေါ့စာရွက်ကို down လိုက်ထောင် A4 ဆို A4 down လိုက်ထောင်တာပြီးရင်ဒီဘက်မှာဆို landscape ရှိတယ် landscape ဒီလိုဆို landscape ဆိုလို့အလျားလိုက်လေးဖြစ်သွားခဏနော်ကျွန်တော်ဒီမှာ site လေးတစ်ခုပြောင်းလာမယ်ပြီးရင်ဒီကောင်လေးနည်းနည်းချုပ်ပြမယ်ဒီဟာလေးသိအောင်ဒါဆိုလို့ရှိရင် landscape ယူထားကျွန်တော်တို့အလျားလိုက်ပေါ့ပြီးရင်ဒီမှာ portrait ဒါ portrait ဆို down လိုက်လေးပြောင်းသွားလိမ့်မယ်လိုမျိုးအဲဆိုရင်အလျားလိုက် down လိုက်ဒီမှာကျွန်တော် orientation မှာလာယူလို့ရမယ် down လိုက်ဆိုရင် portrait လို့ခေါ်ပြီးတော့အလျားလိုက်ဆိုရင် landscape လို့ခေါ်တယ်နော်ဒါဆိုရင် landscape ပြီးရင်ဒီဘက်မှာ site လေးရှိတယ် site ကကြတော့ကျွန်တော် paper site တွေကိုပြောတာ paper site ဆိုရင်တော့ကျွန်တော်တို့စလာဆိုလို့ရှိရင် A1 နေစလာပေါ့ A1 A2 A3 A1 ဆိုစာရွက်အကြီးကိုပြောတာပြီးရင်အကောင်ထပ်ပိုင်းလိုက်လို့ရှိရင်ဒါသူ့ရဲ့ဟိုစိတ်ုံထုတ် site ပေါ့ A1 ဆိုအကြီးစာရွက် site ကြီးအဲစာရွက် site ကြီးကိုထပ်ဝက်ပိုင်းလိုက်မယ်ဆိုလို့ရှိရင် A2 ထွက်လာအဲ A2 ကိုထပ်ဝက်ထပ်ပိုင်း A3 A3 ကိုထပ်ဝက်ထပ်ပိုင်း A4 အဲ့လိုမျိုးသွားတာဒီမှာကျွန်တော်တို့ A3 တို့ A4 တို့ A5 တို့ A6 တို့เนาะ B တော့မသုံးကျွန်တော်သိပြီးတော့တော်တော်များများရုံးနေမှာသုံးတာ A4 A3 A5 အဲ့လောက်တွေပဲသုံးတယ်ပြီးရင်ကျွန်တော် legal သုံးတယ် legal ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့သူကကြတော့ legal လို့မရေးတော့ဘဲနဲ့ဒါ legal site လေးတွေပဲ legal site လေး legal site တွေကကျွန်တော်တို့
8.5 to 14ပေါ့14လက်မ8ခွဲ8လက်မခွဲနဲ့14လက်မဒါက legal size အဲ့တော့ကျွန်တော်တို့ဒီမှာအလွယ်ပဲ A4 ယူပြမယ်ဒါ A4 size ယူထားတာဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ size သတ်မှတ်တာလေးရသွားလိမ့်မယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ဒီမှာစာရိုက်လိုက်မယ်ကျွန်တော် orientation ကိုပြန်ချိန်လိုက်မယ် down လိုက်ပဲယူလိုက်မယ်ဒါလေးကိုနည်းနည်းလေးမြင်လာပြီဆိုလို့ရှိရင်တော့နည်းနည်းလေးပြန်ချဲလိုက်မယ်ချဲလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်စာရိုက်လိုက်မယ်ပေါ့နော်မြန်မာ D way COMBUT ရကွန်ပျူတာ training center เนาะကျွန်တော်ဒီစာလေးတွေပဲကျွန်တော် copy ပွားလိုက်မယ်မိတ်ဆွေတို့မြင်အောင်လို့เนาะသင်တန်းသားတွေအကုန်မြင်အောင်လို့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီရိုက်ထားတဲ့အတိုင်းပဲသူကတ်သွားမှာ margin ယူထားတဲ့အတိုင်းပဲသူကတ်သွားမှာဟုတ်လားဒီဘက်ရောက်ရင်သူထပ်မသွားတော့ဘူးအဲ့လိုမျိုးပဲကျွန်တော်တို့ဒီစာပိုက်လေးတွေခွဲပြမယ်နော်ကိုစိတ်ကြိုက်စာပိုက်လေးအများကြီးပွားထားတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီဘက်ကိုလည်းကျွန်တော်တို့က 0.75 ဒီမှာနော် 0.75 ဒီမှာကျွန်တော်တို့ဒီ margin မှာလာကြည့်လို့ရတယ်ဒီမှာ 0.75 ဒါ less custom setting ကျွန်တော်ဆောင်းတာကျွန်တော်တို့ယူလိုက်တဲ့ site တွေပြီးဒီမှာ A4 ယူထားတယ်ပြီးရင်ဒီမှာ portrait landscape နော်အဲဆိုလို့ရှိရင် page set ချိန်တက်မယ် page set ဆိုတော့ဒီဟာလေးကိုစာရိုက်မယ်ဆိုလို့ရှိရင်အရင်ဆုံး page set ကိုချိန်ရမယ် page set မချိန်ဘဲနေရိုက်လို့ရှိရင်စာရိုက်တာအဆင်မပြေတာတို့ဘာလို့ဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာ page set လေးအရင်ချိန်ပြီးရိုက်တယ်ပြီးလို့ရှိရင်ဒီမှာ column ဆိုတာလေးရှိတယ်ကျွန်တော်ဒီစာတွေကို column တွေခွဲလိုက်အောင်ဒီမှာ column တစ်ခုဒီမှာ column တစ်ခုကျွန်တော်ကြပြာစာတွေရေးတဲ့အခါမျိုးမှာပြီးလို့ရှိရင်သတင်းစာတွေရေးတဲ့အခါမျိုးမှာဆိုလို့သတင်းစာလိုမျိုးရေးတဲ့အခါမျိုးမှာဆို column လေးရှိတယ်ဒီမှာ column မှာကိုစိတ်ကြိုက် column တွေခွဲလိုက်1 or 2 3 left right အဲ့လိုမျိုးလေးရှိတယ်ပြီးရင် more column တွေရှိတယ်ကျွန်တော်တို့ဒီမှာ2 column လောက်အရင်ယူပြမယ်ဒါဆိုလို့ရှိရင်ဒီဘက်ကိုထပ်သွားတယ်ဘက်ကိုထပ်သွားကျွန်တော်အန်နာဆက်နှိပ်သွားမယ်ပေါ့နော်ဒီအောင်အန်နာဆက်နှိပ်သွားမယ်ဒါမှမဟုတ်စာတွေထပ်ပွားသွားမယ်ပေါ့ပွားမယ်ဟိုဘက်ရောက်သွားတယ်လားဒီဘက်မှာလည်းနောက် column တစ်ခုအနေနဲ့စာတွေလာပေါ်နေတယ်ဒါကကျွန်တော်တို့ဒီစာတွေအတွက်ကိုပဲ column တွေခွဲပလိုက်တာဟိုဘက်ဒီဘက် column တွေဒီမှာကျွန်တော်တို့ custom more column နဲ့တွားလို့ရတယ် more column ဆိုဒီမှာကျွန်တော်တို့2 3ဆိုရွေးလို့ရတယ်ဒီကနေလည်းတိုးသွားလို့ရတယ်4 5ဒါမျိုး column တွေအများကြီးတိုးသွားလို့ရပြီးလို့ရှိရင် column တစ်ခုနဲ့တစ်ခုကြားဒီတစ်ခုနဲ့တစ်ခုကြားဒီမှာ spacing မှာလာပြီးတော့ချိန်လို့ရမယ် 0.5 spacing အရင်ဟနေအဲ့ဒါဆိုကျွန်တော် 0.2 လောက်ယူကြည့်မယ်ဒါဆိုရင်ကတ်သွားပြီပြီးရင်ကျွန်တော်တို့ column ကို5ခုယူလိုက်တဲ့အတွက်ဒါပေမဲ့တော့စာတွေဆက်မရှိတဲ့အတွက်ဆက်မပေါ်တာကျွန်တော်ထပ်ပြီးတော့ copy ပွားလိုက်မယ်ဆိုဒီဘက်မှာလည်းစာတွေထပ်ပေါ်လာလိမ့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော် column 1 2 3 4 5ကျွန်တော်5ခုဖြစ်သွားလိမ့်မယ်ကျွန်တော်ယူထားတဲ့ column တွေကရမယ်နော်ဒါက column ကျွန်တော် column ယူတာဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီနေ့သင်တာ page stat ဆိုတာ margin orientation size column တွေခွဲလိုက်ဒါပေမဲ့ column ကတော့ခွဲတာတော့ကျွန်တော်ပုံမှန်ရုံးနေမှာတော့ column ခွဲပြီးရိုက်တာတော့နည်းတယ်ရုံးစာတွေရိုက်တာဆိုလို့ရှိရင်တော့ကျွန်တော်တို့အများဆုံး1 column နဲ့ပဲရိုက်တာများတယ် column တွေမခွဲကြအောင်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ spacing ချိန်တတ်မယ်ပြီးရင် column တွေယူတတ်မယ်ဒါလေးသိထားလို့ရှိရင်ရပြီပြီးကျွန်တော်ဒီမှာ line တွေထည့်လို့ရတယ် line between လို့ထည့်လိုက်လို့ရှိရင်ဒီမှာကျွန်တော် line တွေပေါ်လာလိမ့်မယ်ဒီကြားထဲမှာ column တွေခွဲပြီးတော့နော်ဒီမှာ more column တွေကဒီမှာ line between ဆိုတဲ့နေရာလေးမှာအမှန်ချစ်ထည့်ထားလိုက်ဒါဆိုလို့ရှိရင်တော့ဒီကြားထဲမှာ line တွေပေါ်လာလိမ့်မယ်မြင်းချောင်းတွေပေါ်လာလိမ့်မယ်ဘာလို့ပြန်ဖြုတ်ခဲ့လိုက်ရင်ကျွန်တော်တို့ line တွေပျောက်သွားလိမ့်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ column တွေခွဲလိုက်တယ်စာရွက်တွေကို margin တွေသတ်မှတ်လိုက်တယ်ပြီးလို့ရှိရင် portrait တွေ landscape တွေယူလိုက်တယ်ပြီးရင် paper size တွေယူလိုက်တယ် A4 တို့ A3 တို့ A5 တို့ကျွန်တော်တို့ဒီမှာ A4 ပဲယူပြထားတယ်အဲဆိုတော့ကျွန်တော်တို့ဒီနေ့သင်တဲ့ layout တက်ထဲက page set လေးကိုရမယ်ပြီးဒီကနေလည်းသွားလို့ရတယ်ဒီကနေဆိုရင်လည်းစောနာ margin က customer ယူလိုက်တဲ့အတိုင်းပဲဒီကနေတစ်ခါတည်းချိန်လိုက်လေရတယ်ဒီမှာကျွန်တော်တို့ top left right bottom အကုန်ယူလို့ရတယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ portrait landscape ဒီမှာလာချိန်လို့ရတယ်ဒီမှာကျွန်တော် landscape လေးချိန်ပြဒါဆိုကျွန်တော် landscape ချိန်သွားတယ်ပို့ခြေသွားတာ哦 landscape ကဒီကနေသွားလို့ရတယ်เนาะဒီမှာမြားလေးရှိတယ်အဲ landscape ကျွန်တော် portrait ပြန်ယူမယ်ပြီးရင် paper ဒီမှာ paper size တွေလာရွေးလို့ရတယ်A4 A5 နော်ကျွန်တော် legal တို့ဘာလို့ဒီမှာလာယူလို့ရတယ်ဒီမှာကျွန်တော် A3 လေးယူပြမယ် A3 ဆိုရင် size ကြီးသွားမယ်သူကစာရွက်ငယ်လေး size ကြီးလေးဒီမှာစာရွက်က size ကြီးဖြစ်သွားတယ်ဟိုအောက်ထိဆွဲလို့ရပါတယ်နော်ဒီမှာမြားလေးရှိတယ်ဒီမြားလေးနဲ့ကျွန်တော် A4 ပြန်ယူရမယ်ဒါဆိုပြန်သေးသွားလိမ့်မယ်ဒါမျိုးလေးနော်ပြချုံပြမယ်နော်နည်းနည်းချုံပြဒါဆို A4 ကို portrait ယူထားလို့နော် downlight လေးယူထားလို့အဲ့မယ်နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့သင်ပေးမှာ page stat ကို margin orientation size column အဲ့သုံးခုသင်ပေးလိုက်
ဒါလေးကိုတေချာလေးအချိန်ချင်းပြန်လေးချင်းပြီးလို့ရှိရင်ကိုယ်စိတ်ကြိုက် margin တွေယူကိုယ်စိတ်ကြိုက် orientation သတ်မှတ်ဟိုမှာ portrait လား landscape လားပြီးလို့ရှိရင် site မှာဝင်ချိတ်ဟိုမှာ A4 လား A3 လားပြီးရင် column တွေသတ်မှတ်လို့ရတယ်ဒါလေးတွေကိုလေ့ကျင့်ခန်းလေးလုပ်ပေးပြီးတော့ကျွန်တော်လေ့ကျင့်ပေးမယ်ပြီးရင်ကျွန်တော် design တက်ထဲကိုသွားမယ်နော်ဒီမှာကျွန်တော် layout တက်လေးအစားကျွန်တော်ပြောပြရတယ်ဒီနေ့ပြောတာ layout တက်ထဲက page တက်ပြီးရင်ဒီနေ့ design တက်ကိုထပ်သွားမယ် design တက်မှာဆိုလို့ရှိရင်ကျွန်တော်တို့မှာ page color ဆိုတာရှိတယ်ဒီမှာ page color ကိုလည်းစာရွက်တစ်ရွက်လုံးရဲ့ color ကိုလည်းကျွန်တော်ယူလိုက်လို့ရတယ်ကိုယ်စိတ်ကြိုက်ဒီမှာ color တွေမျိုးစုံရှိတယ်ဒီကောင်ကတော့ဟိုတနေ့ကကျွန်တော်တို့ပြောရတယ် paragraph color နဲ့မတူဒီကောင် page color စာရွက်တစ်ရွက်လုံးကို color ထည့်ပလိုက်တာဒီမှာကျွန်တော်တို့အပြာလေးယူလိုက်မယ်နော်အပြာလေးကျွန်တော်တို့အပြာ color လေးကိုသဘောကျတဲ့အတွက်အပြာလေးယူလိုက်မယ်ဒီမှာအပြာပြလို့အပြာမဟုတ်ဘူးเนาะဒီမှာအဝါယူခြင်းလည်းရတယ်ဒါဆိုလို့ရှိရင်လည်းအဝါဖြစ်သွားလိမ့်မယ်ဒါက page color ဘယ်တွေကနေလဲဆို design menu တွေကနေပြီးတော့ page background တွေက page color ကိုဝင်ရွေးရ page color ကိုမ color ကြီးဝင်ချိန်တာပြီးရင်မိုး color နဲ့ယူလို့ရတယ်မ color 2လေးပေါ်လာနိုင်မယ်မကိုယ်စိတ်ကြိုက် color ကြီးယူသုံးပေါ့နော်ဒါဆိုရင်တော့ color ချိန်သွားလိမ့်မယ်ဟုတ်ပြီကျွန်တော်တို့ပြန်ဖြုတ်ခြင်းနေဆိုရင်ဒီမှာ no color လေးရှိတယ်ဒီ page color ထဲမှာပဲ no color လေး click နှိပ်လိုက်ဒါဆိုရင်ပြန်ပြုတ်သွားလိမ့်မယ်ပြန်ထည့်ခြင်းအထက်ပြန်သွားပြီးရင် color တစ်ခုခုပြန်ယူဒါဆိုလို့ရှိရင်လည်း color တစ်ခုဖြစ်သွား color page color ထည့်ပြီးသားဖြစ်သွားတယ်ရမယ်နော်စောနာကကျွန်တော်တို့ layout တက်တင်တယ် layout တက်ထဲကနေမှာ margin တွေ orientation တွေ site တွေ column တွေအကြောင်းပြောခဲ့တယ်အခု design တက်ထဲက page color အကြောင်းပြောခဲ့တယ်ပြီးတော့တနေ့ကကျွန်တော်တို့ page border ဟိုဘက်ဒီ home menu တွေကနေပြီးတော့ home menu တွေကနေ paragraph မှာလည်းကျွန်တော်တို့ page border တက်လို့ရတယ်ဒါမှမဟုတ် design တွေကနေလည်းကျွန်တော်တို့ page border သွားလို့ရတယ်ဒါဆိုရင် page border ဟိုတနေ့ကပြောခဲ့တယ် line style တွေရှိမယ်နော်ဒီမှာ line style တွေရှိမယ်ပြီးရင် color တွေရှိမယ်နော်ပြီးရင်ဒီမှာ app တွေရှိမယ် app ပေါ့နော်ဒါ design လှလေးကျွန်တော်တို့တစ်ခုယူပြမယ်ကျယ်လေးတွေပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ okay ပေးလိုက်ရင်ကျယ်လေးတွေနဲ့ပေါင်ခတ်သွားမယ်ဒါ page border ဒီမှာလည်းအလွယ်ဝင်သုံးလို့ရတယ် design တက်ထဲမှာ design menu တွေ design တက်ထဲမှာလည်းဒီ page border လေးကိုအလွယ်ဝင်သုံးလို့ရမယ်နော်အဲ့ဆိုရင်နေ့တင်တာ layout design ပြီးရင် design တက်ထဲမှာဒီနားမှာတစ်ခုချန်တယ် watermark ပေါ့ watermark ဆိုတာဘာကိုပြောရလဲဆိုရင်ကျွန်တော်ရေးစာပေါ့နောက်မှာကိုယ့်ရဲ့ copy တွေကိုယ့်ရဲ့စာတွေကို copy မကူးအောင်အဲ့လိုရေးစာလေးတွေထည့်ခြင်းထည့်လို့ရတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ company name တွေရေးစာလေးထည့်လို့ရတယ်ပြီးကျွန်တော်ငယ်တုန်းကတွေးခဲ့တယ်ဗါလဲဟိုရေးသားပေးတဲ့ဟို original စာလေးမှာဆိုလို့ရှိလို့အသေးပုံလေးတွေပြီးလို့ရှိရင်နှင်းစီပုံလေးတွေဒါလေးတွေကိုတို့ရေးစာလေးနဲ့ပေါ်ပြပေးခဲ့တယ်ဟောပေါ့ပုံစံလေးပေါ့အဲ့ပုံစံလေးကိုဒီ wall မှာလည်းဝင်လုပ်လို့ရတယ်ကျွန်တော်အဲ့တော့ကျွန်တော် watermark လေးကိုကျွန်တော် click ထောက်လိုက်ဒီမြားလေးကို click ထောက်လိုက် click ထောက်လိုက်လို့ရှိရင်သူ့မှာ original စာသားရှိရင် confidential ပေါ့ကူးလို့မရကိုပိုင်ဒါဆိုတစ်စောင်းလေးဒါဆိုအတဲ့လေး confidential ပြီးရင် do not copy မကူးနဲ့ပြီးရင် do not copy အဲ့တစ်စောင်းနေအတဲ့တွေဒါသူပေးထားတဲ့ဟာလေးပေါ့နော်အဲ့လေးကျွန်တော်တို့ကအလွယ်ယူသုံးလဲရတယ်ဥပမာကျွန်တော် do not copy ဆိုတာလေးယူလိုက်မယ်အဲ့ဆိုဒီမှာဒီစာလေးမှာရေးစာအနေနဲ့လာပေါ်နေမယ်နောက်ခံမှာ do not copy ဆိုပြီးတစ်စောင်းလေးလာပေါ်နေလဲမယ်နော်ဒါပေမဲ့ဒီမှာကိုယ်စိတ်ကြိုက်စာသားတွေလည်းထည့်လို့ရတယ်အဲ့ဒါလည်းပြောပြပေးမယ်ကိုယ်စိတ်ကြိုက်စာသားတွေထည့်လို့ရတယ်လေပြောပြပေးမယ်ဒါမျိုးလေးဖြစ်သွားလိမ့်မယ်ကျွန်တော်တို့စာရွက်လေးကအဲ့တော့ဒီစာရွက်ကိုကျွန်တော်တို့ do not copy ကူးလို့မရတော့အောင်ကျွန်တော်ဒီမှာကူးလိုက်ရေးစာတွေပါတာတို့ဘာလို့အဲ့လိုမျိုးဖြစ်သွားအောင်လို့ရေးစာဒီညမှာကိုယ့် company name ထည့်လဲရတယ် company logo ထည့်လဲရတယ်ကျွန်တော်နောက်ထည့်ပြပါမယ်အဲ့လိုထည့်ဖို့နာတော့ watermark ထဲကိုပြန်သွား custom ထည့်မယ်ဆိုရင်ပြီးရင် custom watermark ထဲကိုသွား custom watermark ထဲကနေမှာကျွန်တော်တို့ဒီမှာရွေးလို့ရတယ်ဒီမှာ text watermark ကျွန်တော်စာတွေထည့်မှာ watermark နေရာမှာစာတွေထည့်မှာပြ text watermark ဒီမှာဒီလိုအမဲအောင်လေးနဲ့အလုံးလေးလင်းနေမှာရအောင်ပြီးဒီမှာ language ကတော့ကျွန်တော်တို့ United States ပဲယူလိုက်မယ်အင်္ဂလိပ်လိုပဲရေးမယ်ပြီးလို့ရှိရင်ဒီမှာ text ဆိုတာရှိတယ် THC text ဆိုတာစာသားပြောဒီမှာတွေ့လားကျွန်တော်တို့ရေးထားတယ် do not copy ဆိုတဲ့စာသားဒီမှာပေါ်တယ်ဟုတ်ပြီအဲ့စာသားလေးကျွန်တော်ချိန်လိုက်မယ် MYMAR မြန်မာ IT way COMPUT ကကွန်ပျူတာဒါမျိုးရိုက်လိုက်မယ်ပြီးဒီမှာကျွန်တော်တို့ font design လေးကိုလည်းချိန်လို့ရတယ် serial တို့ဘာတို့design အလှလေးတွေဘာလေးတွေပေါ့နော်ကိုယ်စိတ်ကြိုက်လာရွေးလို့ရတယ်ဒီမှာပြီးရင် site က auto ပဲထားလိုက်ဒီမှာလာရွေးခြင်းလေးရကျွန်တော်တို့ auto ပဲခဏထားလိုက်ပြီးရင် color ရွေးလို့ရတယ်ကျွန်တော်အပြာလေးနဲ့ယူလိုက်မယ်ပြီးလို့ရှိရင်ဒီမှာ diagonal နဲ့ horizontal ပြောတာ diagonal ဆိုအခုကျွန်တော်တို့မြင်နေရတဲ့တစ်စောင်းကိုပြောတာပြီးရင် horizontal အတန်းလိုက် horizontal နဲ့ယူလို့ရပြီးကျွန်တော်မှာ horizontal လေးနဲ့ယူပြမယ်ဒါဆိုလို့ရှိရင်မှာ horizontal အနေနဲ့မြန်မာ ID way ဆိုပြီးလာပေါ်နေလိမ့်မယ်နော်နော်ဒီမှာမြန်မာ ID way ဆိုပြီးတော့
လာပေါ်နေလိမ့်မယ်ပြီးရင်မှာ diagonal နဲ့ယူပြမယ်ကျွန်တော်ဒါသူအပြာရောင်လေးနဲ့ diagonal လာပေါ်နေစလုံးလေးကဒါပေမဲ့သူက watermark ဖြစ်တဲ့အတွက်သူကဒီຢာလေးမှိန်ထားမှာဖြစ်တဲ့အတွက်သိပ်ပေါ်မှာမဟုတ်စာသားလေးကိုဒီမှာအမှန်ရှိလေးထည့်ထားတယ်ဟုတ်ပြီ custom watermark ကိုပြန်သွားမယ်ပြီးရင်မှာဒါဆိုလို့ရှိရင်ကျွန်တော် test watermark ကိုနားလည်လိမ့်မယ်နော် language တော့ United States ပဲထား test မှာကိုရိုက်ချင်တဲ့စာသားဟိုမှာ computer မှာကျွန်တော်နာမည်ထည့်မယ်ပေါ့ကျွန်တော်နာမည်ထည့်မယ်ပြီးရင်အနီအောင်လေးနဲ့ယူကြည့်လိုက်မယ်ဒါဆိုလေကျွန်တော်နာမည်ကိုအနီအောင်လေးနဲ့ပပလေးပဲအရန်အနီအောင်တောက်ကြီးတော့မဟုတ်သူကဟိုဟာ transparent ပေါ့နော် transparent ဆိုတာတော့မှိန်လေးပေါ်နေမှာအရောင်အကြည့်ပေါ့အဲ့လိုမျိုးပေါ်နေခြင်းတဲ့အတွက်မဟုတ်အနီအောင်နဲ့တော့အနီတောက်ကြီးတော့ပေါ်နေမှာမဟုတ်ပြင်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့ custom watermark ဒါရပြီနော်အဲ့ဆိုတော့ဒီ watermark ကိုမလို့ကျွန်တော်ပြန်ဖြုတ်ချင်တယ်ဆိုရင် remote watermark နဲ့ဖြုတ်လို့ရတယ်ဒီမှာ remote ဒါဆိုလို့ရှိရင် watermark ပြုတ်သွားပြီ remote watermark ဟုတ်ပြီကျွန်တော်ပြန်ယူခြင်းတယ် custom watermark ကိုပြန်သွားမယ်ဆိုဒီမှာ no watermark မှာနှိမ့်တယ်ဘာမှပုံမှာမဟုတ်ဇုံနာ remove လုပ်လိုက်လို့ကျွန်တော် no watermark ဒီကကျွန်တော်ပုံလေးနေထည့်ကြည့်အောင် picture watermark ကိုဒီလိုအမဲအောင်ဆက်လေးယူလိုက်မယ်ဆိုလို့ရှိရင်ဒီကောင်လေးတွေကလင်းလာလိမ့်မယ်ဒါအခု test watermark ကိုယူလိုက်တဲ့အတွက် test watermark ဘာမှလုပ်လို့မရအောင်မှိန်သွားတယ်အမှကျွန်တော် test watermark ကိုပြန်သွားမယ်ဆိုရင် picture watermark ကဘာမှလုပ်လို့ရမှာမဟုတ်ဒီမှာဘာမှနှိမ့်လို့ရမှာမဟုတ် test watermark မှာပဲပြင်လို့ရအောင်ကျွန်တော်က picture watermark ကိုသွားမယ်ဖြစ်တဲ့အတွက် picture watermark လေးကိုဒီ option လေးကိုမီးလေးအမဲအောင်ခလုတ်လေးနှိပ်ထားလိုက်ပြီးရင် select picture ဓာတ်ပုံတစ်ပုံရွေးခိုင်းလိုက်မယ် select picture ကိုနှိပ်လိုက်လို့ရှိရင်ဒီလိုဘောက်လေးကျလာလိမ့်မယ်ဒီလို insert picture ဆိုတဲ့ဘောက်လေးတစ်ခုကျလာအဲ့တော့ကျွန်တော် desktop ကိုသွားလိုက်မယ် desktop ကိုသွားပြီးတော့ computer basic online code ကိုသွားမယ်ကျွန်တော်ကတော့ဒါကျွန်တော်ဓာတ်ပုံလေးရှိတဲ့နေရာလေးပေါ့ဓာတ်ပုံလေးရှိတဲ့နေရာမှာကျွန်တော်တို့ဒီမှာ group cover photo လေးကျွန်တော်လုပ်ထားတဲ့ဟာလေးရှိတယ်အကောင်လေးထည့်ကြည့်လိုက်မယ်ပြီးရင် okay ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာလာပေါ်နေလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ရိုက်ထားတဲ့ဟာတိတ်ဟိုမှာဖြစ်တဲ့အတွက်သူတိတ်အရင်ကြီးမပေါ်ဘူးဖြစ်နေတာဓာတ်ပုံကြောင်ဖြစ်နေတာဓာတ်ပုံကြောင်ဖြစ်နေတာဆိုရင်ကျွန်တော်ဘယ်ပုံလေးယူမလဲအဲ့မှာဒီမှာကျွန်တော်ကွန်ပျူတာပုံလေးယူလိုက်မယ်ပေါ့okay ဒါဆိုလို့ရှိရင်ဒီမှာကွန်ပျူတာပုံလေးကိုဒီ watermark အနေနဲ့လာပေါ်နေလိမ့်မယ် transparent အနေနဲ့အခြားပုံလေးခဏလေးအခြားပုံလေးလိုချင်လဲယူလို့ရတယ်ဒီမှာကျွန်တော်ဒီက window 10ပုံလေးပေါ့ပြီးလို့ရှိရင်ဒီမှာ quest out ကိုခဏချက်ဖြုတ်ခဲ့ကြည့်လိုက်မယ် blind နှိပ်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီ quest out လေးကိုဖြုတ်ခဲ့မယ်ဆိုပုံလေးထင်ထင်ရှားပေါ်နေလိမ့်မယ်နည်းနည်းလေးအစောနာတဲ့စာလို့ရှိရင်ပေါ့နော်ဒီ quest out ကြီးကိုဖြုတ်ခဲ့လိုက်မယ်ဆိုလို့ရှိရင် offline နဲ့ပဲသွားပြီးရင်ကွန်ပျူတာပုံလေးထည့်မယ်ပေါ့ပြန်ထည့်ကြည့်မယ်ဒါဆိုကွန်ပျူတာပုံလေးကိုနည်းနည်းလေးထင်ရှားလေးပေါ်လာလိမ့်မယ်ဒါကကျွန်တော်တို့ watermark ထည့်တဲ့နည်းလမ်းလေး watermark ကိုကိုယ်စိတ်ကြိုက်လေးထည့်လို့ရတယ်ဓာတ်ပုံတွေပဲထည့်တဲ့စာသားတွေပဲထည့်တဲ့ကိုယ်စိတ်ကြိုက်ထည့်ပြီးသုံးလို့ရတယ်နော်အဲ့ဆိုကျွန်တော်ဒီနေ့သင်သွားတာ၄ယောက်ထဲမှာဆိုလို့ရှိရင် margin တွေသတ်မှတ်တယ် orientation တွေသတ်မှတ်တယ် size တွေသတ်မှတ်တယ်ပြီးရင် column တွေသတ်မှတ်တယ်နော်ဒါလေးတွေကမဖြစ်မနေသိထားရမယ့်အရာလေးနော်ဒီ page tag ထဲမှာဒီ၄ခုကျွန်တော် Word သုံးနေသမျှ Microsoft Office သုံးနေသမျှ Excel PowerPoint Microsoft Word အဲ့ဒါသုံးနေသမျှနောက်ဆုံးကိုကအဆင့်ထပ်မြင့်ပြီးတော့ထပ်တက်ချင်တဲ့Adobe PageMaker တို့ Photoshop တို့ဒါတွေထပ်လေ့လာလေဒီ margin တွေ orientation တွေ size တွေ column တွေကတော့သိထားတဲ့နော်မသိထားလို့မရအောင်အဲ့ကြတော့မှကိုအလိုလိုဝါကန်ရတာအဆင်ပြေမှာကိုရိုက်မဲ့စာရွက်က A4 နဲ့ရိုက်မှာလား A3 နဲ့ရိုက်မှာလားအဲ့တော့မှ margin ဘယ်လောက်နဲ့ရိုက်မှာလဲ orientation ကဘယ်လိုလဲ downlight လေးဆိုအဆင်ပြေလားအလျားလိုက်ဆိုအဆင်ပြေလားနော်ပြီးရင် column တွေက column နှစ်ခုလောက်ခွဲပြီးရိုက်မှာလားတစ်ခုတည်းရိုက်မှာလားဒါလေးတွေကိုဂါကနနလေးထက်ကလေ့ကျင့်တာပါပြီး design ဒါလေးလေရေးကြည့်ရမှာ page color လေးတွေထည့်တာဒါဖြုတ်တာဒါဆို page color ဖြုတ်လိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ watermark ပုံလေးကပိုတောင်ပေါ်လာသေးတယ်အဖြူပေါ်မှာဆိုလို့ရှိရင်နော်ပြီးရင် page border တွေသတ်မှတ်တာ page border လည်းကျွန်တော်ဟိုတနေ့ကအသေးစိတ်ပြောပြရတဲ့အတွက်ဒီနေ့ကတော့အကျမ်းမြင့်လောက်ပဲပြောပြပေးသွားတော့မယ်ဒီမှာကျွန်တော်တို့ဓာတ်ပုံလေးကိုစိတ်ကြိုက်ပုံလေးတွေမှာခဲတံပုံလေးတွေရွေးလို့ရတယ်ကိုစိတ်ကြိုက်ပုံလေးတွေနော်ဒါဆိုလို့ရှိရင် page border page color ပြီးရင်ဒီမှာ watermark နော်ဒီ watermark နဲ့အဲ့လိုပဲ custom watermark နဲ့တွားတယ်ပြီးရင် picture watermark ယူမှာလား text watermark ယူမှာလားကိုစိတ်ကြိုက်အဲ့နှစ်ခုတည်းတစ်ခုခုကိုယူသုံးလို့ရတယ်နှစ်ခုလုံးတော့သုံးလို့မရဘူးဒီမှာ
အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ပြောထားတဲ့layout design အဲ့နှစ်ခုကိုနားလည်မယ်လို့ထင်တယ်အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့သင်ခန်းစာလေးကိုအကုန်လုံးနားလည်မယ်လို့ထင်တယ်နားမလည်တာရှိရင်လည်းကျွန်တော်တို့ Messenger ပေါ့ Messenger ကနေပြီးတော့လမ်းမေးလို့ရတယ်ကျွန်တော်တို့မှာ layout သတ်မှတ်တာတွေနားမလည်ဘူး design သတ်မှတ်design တက်ဆဲမှာသွားတာတွေနားမလည်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ Messenger ကနေပြီးတော့လမ်းမေးလို့ရမယ်ကိုနားမလည်တဲ့နေရာလေးတွေကိုပြီးရင် video file လေးကိုလည်းသေချာကြည့်ပေးပါဒီຢာလေးတွေကအရင်သုံးဝင်တယ် Word တို့ Excel တို့နောက်လာမယ့်သင်ခန်းစာတွေမှာလည်းဒါတွေပြန်ပါလာမှာပဲအဲ့အတွက်ဒါလေးတွေကို view design နဲ့မှတ်သားထားပေးပါပြီးရင် design တက်ထဲက watermark ထဲကလေးတွေအမြဲတမ်းမသုံးဝင်တော့မှတစ်ခါ10ခိုင်းတစ်ခါဒီ watermark လေးကအသုံးလို့လာတတ်တယ်ဒါလေးကိုလည်းမမေ့ပလိုက်ပါနဲ့ဒီ watermark လေးကိုလည်းခဏလေ့ကျင့်ကြည့်ပါအဲဆိုရင်တော့ကျွန်တော်တို့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်